ကိုယ့်ရဲ့အိမ်မှာပဲရှိတဲ့အယောင်လေးတွေနဲ့ cool undertone လား warm undertone လားဆိုတဲ့ဟာကိုခွဲလို့ရပါတယ်ဒီနေ့မှာတော့ warm colors တွေနဲ့ cool colors တွေနှစ်ခုကိုရှင်းပြီးတော့ test လေးတွေလုပ်ကြည့်ပြီးတော့ undertone ခွဲကြပါမယ်ဒီလိုမျိုးခွဲမယ်ဆိုလို့ရှိရင်ဘယ်လိုအယောင်တွေကတော့ကိုယ်နဲ့လိုက်ဖက်လဲမလိုက်ဖက်ဘူးလဲဆိုတဲ့ဟာကိုသိချင်မယ်လို့ထင်ပါတယ်အယောင်တစ်ခုကကိုယ်နဲ့လိုက်ဖက်တဲ့အခါမှာ makeup မလိမ့်ထားဘူးဆိုရင်တောင်မှပဲတဘာဝအတိုင်းဖြူကြည်ပြီးတော့ကြည်လင်ဝင်ပနေတတ်တယ်တကယ်လို့ကိုယ်နဲ့မလိုက်ဖက်ဘူးဆိုလို့ရှိရင်အသားညိုညင်းညင်းဖြစ်သွားတာပို့ပြီးတော့မျက်နှာကဝါဝါတာဒါမှမဟုတ်ရင်ဖြူဖြော့နေပြီးတော့သွေးမရှိသလိုမျိုးဖြူဖြော့ဖြော့ဖြစ်နေပါမယ်နောက်တစ်ချက်ကကိုကဒီအယောင်နဲ့လိုက်ဖက်တဲ့အခါမျက်လုံးတွေကပို့ပြီးတော့တောက်ပနေပြီးတော့သွားလေးတွေကလည်းဖြူတယောင်ထင်ရစေမှာဖြစ်ပါတယ်တကယ်လို့ကိုနဲ့မလိုက်ဖက်ဘူးဆိုလို့ရှိရင်တော့အယောင်နဲ့မျက်နှာနဲ့ရှင်းနေဆိုလို့ရှိရင်အယောင်ပဲအရင်မြင်ပြီးတော့မှကိုရဲ့မျက်နှာကအယောင်အနောက်မှာလွှမ်းမိုးခံထားရတယ်လို့မျိုးခံစားရစေပါလိမ့်မယ်မျက်လုံးတွေကလည်းကြည်လင်မနေဘူးပေါ့နော်နွမ်းနေတယ်လို့မျိုးခံစားရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကိုကဒီအယောင်နဲ့လိုက်ဖက်တဲ့အခါမှာကိုရဲ့မျက်နှာပေါ်ကအရေးအကြောင်းတွေအဆက်အပြောက်တွေနှကန်းဘေးနာကဒီဝါနေတာတွေအသားရည်မညီတာတွေဒီစမိုင်းလိုင်းတွေကဗလားလိုက်တယ်လို့မျိုးကြည်လင်သွားပါလိမ့်မယ်တကယ်လို့ကိုကဒီအယောင်တစ်ခုနဲ့မလိုက်ဖက်ဘူးဆိုလို့ရှိရင်ကိုရဲ့မျက်နှာကအရေးအကြောင်းတွေအစွန်းအထင်းတွေအဆက်အပြောက်တွေနဲ့နှာခေါင်းဘေးနာနှကန်းဘေးနာနေရာတွေကလည်းဒီအသားရည်မညီဘဲနဲ့ဝါညင်းညင်းဖြစ်နေပါလိမ့်မယ်အယောင်တစ်ခုကဘယ်လိုအခြေအနေမှာလိုက်လဲမလိုက်ဘူးလဲသိသွားပြီဆိုတော့ Amy တို့ test လေးလုပ်ကြည့်လိုက်ရအောင်ဆိုတော့ number 1 warm mustard yellow နဲ့ cool royal blue ပါဒီလို test တွေကိုလုပ်တဲ့အခါမှာ Amy အပေါ်ကပြပြခဲ့တဲ့အချက်လေးတွေကိုလုံးဝမမေ့နဲ့နော်တကယ်လို့ကိုက mustard yellow နဲ့မှလိုက်ဖက်နေတယ်ဆိုလို့ရှိရင်ကိုက warm undertone မှာကိုက royal blue နဲ့မှမျက်နှာလေးကပို့ပြီးတော့ကြည်လင်သွားတယ်ဒီနှာခေါင်းဘေးနာအရေးအကြောင်းတွေရောအကုန်လုံးကဗလားလိုက်တယ်လို့မျိုးဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ကိုက cool undertone မှာဒီ test လေးမှာမြင်ရတဲ့အတိုင်းပဲ Amy က royal blue နဲ့ပို့ပြီးတော့လိုက်ဖက်တာကိုတွေ့ရမှာပါဆိုတော့ Amy က cool undertone နံပါတ်2 test လေးကတော့ warm yellow နဲ့ cool emerald green ပါတကယ်လို့ကိုက warm yellow နဲ့မှပို့ပြီးတော့ကြည်လင်ဝင်ပါတယ်ဆိုရင် warm undertoneတကယ်လို့ကိုက cool green နဲ့ကြည်လင်ဝင်ပါတယ်ဆိုရင်တော့ cool ပေါ့နော် Amy ကဒီမှာတွေ့ရတဲ့အတိုင်းပဲ cool green နဲ့လိုက်ဖက်တဲ့အတွက်ကြောင့်မလို့ cool undertone ဖြစ်ပါတယ်နံပါတ်3 test ကတော့ peach color နဲ့ cool pink ပါတကယ်လို့ကိုက peach color နဲ့ပို့လိုက်တယ်ဆိုရင်တော့ warm undertone တကယ်လို့ကိုက cool pink နဲ့မှပို့ပြီးတော့လိုက်ဖက်တယ်ဆိုရင်တော့ cool undertone ပေါ့နော်ဒီမှာလည်း Amy ဒီ cool pink နဲ့မှပို့ပြီးတော့လိုက်ဖက်တာကိုတွေ့ရမှာပါဆိုတော့ cool undertoneဆိုတော့ number 4ကတော့ brown versus navy ပါဆိုတော့ကိုက brown နဲ့ပို့ပြီးတော့လိုက်ဖက်တယ်ဆိုလို့ရှိရင်တော့ warm undertone တကယ်လို့ကိုက navy နဲ့ပို့ပြီးတော့လိုက်ဖက်မယ်ဆိုလို့ရှိရင်တော့ cool undertone ပါဒီနေရာလေးမှာ Amy ပြောပြချင်တဲ့ဟာလေးတစ်ခုရှိရဲအဲ့ဒါကတော့ Amy ကအရင်တော့ပေါ့နော် gold ရွှေနဲ့အရင်လိုက်တယ်လို့ထင်ခဲ့တယ်ဒါပေမဲ့ Amy ဒီ warm ဘက်ကိုသွားတဲ့အညိုရောင်ဝတ်တဲ့အခါမှာ Amy ကအရင်ညိုညင်းညစ်ဖြစ်ပြီးတော့ပျောက်ကွယ်သွားတယ်ဆိုတဲ့ဟာကိုအမြင်ခံစားခဲ့ရတယ်ဆိုတော့ Amy စိတ်ထဲမှာwarm undertone ဆိုတဲ့ဟာကိုတော်တော်လေးတန်တရားရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး test တွေလုပ်ကြည့်တော့မှ Amy က navy နဲ့ပို့လိုက်နေပြီးတော့ cool undertone မှန်သိရတာပါဆိုတော့ကိုကလည်း warm လား cool လားခွဲရခက်နေတယ်ဆိုလို့ရှိရင်တော့ဒီ test လေးကိုမဖြစ်မနေလုပ်ကြည့်လိုက်ပါကိုရဲ့ undertone ကပို့ပြီးတော့သိချပါလိမ့်မယ် number 5 test လေးကတော့ warm orange နဲ့ခရမ်းရောင်ဘက်ကိုသွားတဲ့ magenta color လေးပါ orange နဲ့မှပို့ပြီးတော့လိုက်ဖက်တယ်ဆိုရင်တော့ warm undertone တကယ်လို့ကိုက magenta color နဲ့မှပို့ပြီးတော့လိုက်ဖက်နေတယ်ဆိုရင်တော့ cool undertone ပါဒါဆိုလို့ရှိရင်ကိုရဲ့ undertone အစစ်အမှန်ကိုသိဖို့အတွက်ကိုရဲ့အိမ်မှာရှိတဲ့အယောင်တွေအားလုံးကိုထုတ်ပြီးတော့ဒီ test လေးကိုလုပ်ကြည့်လိုက်အောင်နော်ကိုရဲ့ undertone အမှန်ကိုသိပြီးပြီဆိုလို့ရှိရင်လည်း Amy ကို comment လေးပေးခဲ့အောင်နော်တကယ်လို့မှခွဲရခက်နေတယ်မသိကြဘူးဆိုလို့ရှိရင်လည်း Amy ကိုမေးခဲ့လို့ရပါတယ်တတ်နိုင်တဲ့လောက်ဖြည့်ပေးသွားပါမယ်ဆိုတော့ဒီလိုမျိုးဗီဒီယိုလေးတွေအတွက် Amy ကို follow လုပ်ခဲ့ပေးအောင်နော်